အဲ့ဒီအချိန်မှာပဲရှေးခေတ်ကဘာမှာမမျှော်လင့်ပဲပြင်းထန်တဲ့နှင်းမုန်တိုင်းကြီးကြားရောက်လာပါတော့တယ်စစ်သူကြီးကသူ့ပြည်သူတွေကိုမျိုးစေ့တွေနဲ့မျိုးဩဇာတွေဘလောက်ပဲဝေပေးရာဒီဥလူဆိုးကြီးကိုတော့မပြောင်းလဲနိုင်ဘူးလေပြည်သူတွေခပြာချမ်းလွန်းလို့တုံရင်ပြီးအေးခဲသေးဆုံးနေကြရပြီးအဲ့ဒါကြောင့်စစ်သူကြီးခပြာဘာလို့ရမှန်းမသိတော့ပဲသူနဲ့ဖျားလို့ယုံကြည်ထားတဲ့ရှင်းစီကိုသူတို့အတွက်နေမင်းကြီးကိုပေးသနာပါလို့စာရေးပြီးအားကိုးတကြီးတောင်းဆိုပါတော့တယ်ရှင်းလေးစိုက်ပျိုးရေးလုပ်ဖို့ကရိယာတွေအပြင်အဲ့ဒီကရိယာတွေကိုဘယ်လိုတက်ဆင်ရမလဲဆိုတဲ့လမ်းညွှန်ချက်တွေပါတဲ့တက်ပလက်တစ်လုံးကိုစစ်သူကြီးစီပို့ပေးလိုက်ပါတယ်ဒါပေမဲ့စစ်သူကြီးနဲ့သူ့လူတွေခပြာတသက်နဲ့တကူတက်ပလက်ဆိုတာကိုမမြင်ဘူးကြတော့ခုနေ့ဒီနေ့လို့ရင်းနဲ့သူတို့အားလုံးရဲ့မျက်နှာကြီးတွေနဲ့ selfie ဓာတ်ပုံကြီးမတော်တဆရိုက်မိပြီးရှင်းစီပြန်ရောက်သွားပါလေရောရှင်းလဲအဲ့ဒီ selfie ပုံကြီးကိုမြင်ပြီးသူတို့ခပြာတက်ပလက်ကိုမသုံးတတ်ကြသေးဘူးဆိုတာသိသွားတာနဲ့အသုံးပြုပုံအစင်းစင်ကိုစာနဲ့တေးသေးချာချာပြန်ရေးပေးလိုက်ရတာပေါ့နောက်တော့ရှင်းဟောင်းသူဒေသနာရှင်ကသူမစီထက်ရောက်လာတာနဲ့ရှင်းလဲစစ်သူကြီးဘာကြောင့်တေဆုံးခဲ့ရတာလဲဆိုတာကိုတေးသေးချာချာမေးခွန်းရလိုက်ပါတယ်တီးလိုက်ရတာကတော့သူဟာရိတ်ခါနဲ့သုံးဆောင်ပစ္စည်းတွေတက်လက်ပြီးနှမှုချမ်းအေးလို့တေဆုံးသွားခဲ့တာပါတဲ့ဒါကိုကြားလိုက်ရတော့မှပဲရှင်းလဲတမျိုးတော့စိတ်အေးသွားရတယ်ဘာလို့လဲဆိုတော့သူမကရေချိုးကန်တွေကနေစားစရာတွေပစ္စည်းတွေကိုတရေဆက်ပို့ပေးနေတာကြာပြီလေဒါပေမဲ့လည်းပညာရှင်ကတမိုင်းဆိုတာပြောင်းလဲလို့မရဘူးလို့ပြောလိုက်တာကြောင့်ရှင်းရှာရင်းတယောက်စိုးရိမ်စိတ်တော့ရှိနေတော့မှာပဲစစ်သူကြီးဘလို့မှမသေးစေရဘူးလို့စိတ်ပိုင်းဖြတ်ထားတဲ့ရှင်းဟာဒီတခါတော့စစ်ကူအဖြစ် drone တစ်စီးကိုပါပို့ပေးလိုက်ပါတော့တယ်စစ်သူကြီးလည်းအဲ့ဒီ drone ကြီးကိုအသုံးပြုပြီးရန်သူတပ်တွေဘာလုပ်နေလဲဆိုတာကိုကောင်းကင်ဘော်ကနေလှမ်းပြီးစုံစမ်းတာပေါ့ရန်သူတွေဘက်ကတော့ကောင်းကင်မှာပြန်ဝဲနေတဲ့ drone ကြီးကိုမြင်ပြီးဒါဟာထူးဆန်းတဲ့အရာကြီးဆိုပြီးကြောင်တောင်နဲ့အာယုံလွဲနေကြတဲ့ချိန်စစ်သူကြီးနဲ့သူ့ရဲ့စစ်သားတွေကတော့ရန်သူစခန်းထဲကိုတိတ်တဆိတ်အလစ်အငိုက်ဝင်ရောက်တိုက်ခိုက်ပါတော့တယ်ရန်သူတွေလည်းစစ်သူကြီးကိုကလဲစားချေဖို့အတွက်ညတကောင်ရံမှာစစ်သူကြီးရဲ့စခန်းထဲကိုတိတ်တဆိတ်ခိုးဝင်ပြီးစားနပ်ရိက္ခာတွေကိုခိုးယူဖို့စူးစမ်းကြပါတယ်။ဒါပေမဲ့ကန်ဆိုးကျင်တော့စစ်သူကြီးနဲ့သူ့စစ်သားတွေကဒရုန်းကြောင့်ရန်သူတွေလာနေတာကိုကြိုတင်သိနေပြီးသားဖြစ်နေတာပေါ့။ရန်သူတွေလည်းဘလို့မှပြေးစရာလမ်းမရှိတော့တာကိုသိသွားတဲ့အခါစားနပ်ရိက္ခာတူလောင်ယုံကြီးကိုမိရှို့ဖျက်ဆီးပြီးထွက်ပြေးသွားကြပါလေရောအခုတော့စားစရာတွေအနှွေးတွေနဲ့ရိက္ခာအလုံးမီးထဲပါသွားလို့စစ်သူကြီးခပြပြကြံခဲ့ပြီးအကြက်ရိုက်ပြန်တာပေါ့။ဒါနဲ့ပဲရှင်းစီကိုထပ်ပြီးအကူညီတောင်းရပြန်တယ်ရှင်းလဲသူတို့ကိုကူညီဖို့စံတွေချက်ချင်းမှာပေးတယ်ဒါပေမဲ့အနှွေးတွေက online မှာပစ္စည်းပြတ်နေတာနဲ့သူတို့ကိုယ်တိုင်ချုပ်ဝတ်နိုင်အောင်အချုပ်ဆက်တွေကိုပါကန်ထဲထည့်ပေးလိုက်ပါတယ်တစ်ဖက်မှာတော့ရှင်းတယောက်တုံးလို့စရာအမှန်တရားတစ်ခုကိုထပ်သိလိုက်ရပြန်တယ်စစ်သူကြီးကငတ်မှုလို့တေးတာမဟုတ်ပဲသူ့အနီးနားမှာရှိတဲ့လူတစ်ယောက်ကအစိတ်ခတ်လို့တေဆုံးခဲ့တာဖြစ်နေလို့ပါရှင်းခပြအရန်စိုးရိမ်သွားပြီးစစ်သူကြီးစီအမြန်ဆုံးတတိပေးစာရေးပြီးပို့ဖို့လုပ်ပေမဲ့ဘာကြောင့်မှမသိပဲရေချိုးကန်ကြီးကရုတ်တရက်အလုံးမလုံးတော့ပါဘူးဘာပစ္စည်းမှပို့လို့မရတော့ပဲအဆက်အသွယ်ပြတ်တောက်သွားပါတော့တယ်စစ်သူကြီးတို့ဘက်မှာတော့အခြေအနေတွေအားလုံးပုံမှန်ပြန်ဖြစ်နေပြီးအချိန်နဲ့စိတ်အေးနေတော့စစ်သူကြီးနဲ့အနီးကပ်ဆုံးလူတစ်ယောက်ကသူ့ကိုတတ်ဖို့ကြံစီပါတော့တယ်ပထမဆုံးအဆောင်ကိုအတန်တိတ်ရှင်းပစ်လိုက်တယ်ပြီးတော့စစ်သူကြီးရဲ့အစားအစာတွေကိုအစိတ်ခတ်လိုက်တာပေါ့ဒါပေမဲ့စစ်သူကြီးစားခါနီးမှာတဲ့အကြောင်းတစ်ခုခုကြောင့်ဟင်းခွက်ကမှောက်ကျသွားလို့အစိတ်ပေးကလွတ်သွားခဲ့တယ်အဲ့ဒါနဲ့တစ္ဆာဖောက်ကအစီအစဉ်ပြောင်းပြီးစစ်သူကြီးကိုအစိတ်ရေးစလုံးအတင်းတိုက်ဖို့စ조사ပြန်ရောစစ်သူကြီးကငင်းတဲ့အခါကျတော့မှတစ္ဆာဖောက်ကစစ်သူကြီးစီကိုအစိတ်လူအပ်နဲ့လှမ်းပစ်လိုက်ပါတော့တယ်